ပြောလေမင်းတို့လက်တွေသူ့ကိုသူနဲ့ဘာလို့နာမည်ကိုမိတ်ဆောကိုကိုဘာဆိုတာအဲ့မင်းကိုတော့ရန်တွေ့နေစမှာမသိဘူးကိုရှာသွားရှိတယ်မာယာပါအတတည်းပြောပါလန်းလန်းဆန်းဆန်းလေးမာယာပါအဲ့လိုကြည့်တယ်ငါကြောင်းနေတော့လေဒီလိုပြောလေဟယ်လိုဟယ်လိုဟာလားဘိုးဆန်ပြောဟယ်လိုအဲ့ဒါကဖုန်းပြောတဲ့အတန်လေမဟုတ်ဘူးလို့ကျွန်တော်တင်တဲ့မသိချင်တာတော့ဟယ်လိုရတာအဲ့တော့အင်္ဂလိပ်ဒီဟာပြတဲ့စာပေတတ်တယ်အဲ့တော့အကြီးဘိုးစံလို့ဆက်ပဲကျွန်တော်ပြတယ်ပြောမယ်နော် Hello everybody beautiful happy ပြောကြည့်လေပြန်ဘာမှပြောရပြီတော့ Hello အဲ့ဒါပဲလားဘာသာဆောင်းနေဘာဆက်မလဲ everybody beautiful happy everybody beautiful တယ်ဝါသားတာတော့ဝါသားတာတော့ Okay အရင်ကဆိုမဲ့တချင်းကဘာတချင်းလဲညာပုံနေမှာဘာတချင်းညာပုံနေမှာအမေညာပုံနေလဲအစိုးရဘာလို့လဲဖော်ဝေးပါဖော်ဝေးတေးရောသူပဲဖော်ဝေးပဲလေဖော်ဝေးပဲလေလေးလာလိုက်စားတယ်တေးကြတော့မသိဘူးလေကိုဆိုတဲ့တချင်းနဲ့မလဲမတောင်းတေးတေးဆိုဘယ်လိုလဲဖော်ဝေးပါဖော်ဝေးပါအခုဆိုမဲ့သူကမမီတက်ပါအကြီးလေအားရဆိုမှလည်းမမီတက်ပါကနဒါနေကြည့်လေဆိုမှကဘယ်လိုလဲမာယာပါအဲ့တော့ပြိတ္တကြီးကိုနားစင်ပေးပါနားစင်ပေးပါလက်ခုမလေးကြားနေပါဟဲ့နားစင်ပေးကြတယ်အဲ့တော့အကြီးရင်ဆိုမလားကျွန်တော်ရင်ဆိုမလားတိုင်းရင်ဆိုမယ်โอเคအဲ့တော့စာသားလေးကျွန်တော်တို့အလွတ်ရင်ဆိုကြည့်မယ်ကျွန်တော်ပြိတ္တရဲ့အကျိုးရွာကူလာလေရွာတော်ရွာလေခမလေးနဲ့ရွာလေကျုပ်တရားသေးလေးရွာလေရွာလေးလေကိုချစ်ကြီးဆိုင်လာတယ်ကျွန်တော်တကယ်ရွာလေးရွာကူလာလေရွာကူလာလေခမလေးကပါတယ်ခမလေးကပါတယ်โอ้ခမလေးကโอเคအဲ့တော့ပြောပါဆိုရအောင်နော်โอเคအကြီးနဲ့တားလို့ဆိုကြည့်မယ်နော်အကြီးကိုယ်ဝင်နေဆုံးမလားဆုံးမလားဆိုကြည့်လိုက်လေဟုတ်ကဲ့ဆိုလိုက်โอเคကိုင်းနေဆိုလိုက်အဲ့တော့ဒါတကယ်ပါကျွန်တော်ရဲ့အကူကြီးကျွန်တော်တို့မတွေ့တော့ကိုကြီးဟောကျွန်တော်10နှစ်ဝန်းကျင်လောက်ရှိပြီနော်အဲ့တော့ရှိပြီဆရာသမားဆိုလည်းလုံးဝမမှားပါဘူးကျွန်တော်တို့အမေတီတော်ကြီးစနေစတဲ့မှာစားကြခဲ့တော့ကျွန်တော်ကဟိုKB ကိုခေါင်းဆောင်ပေါ့နော်ကျွန်တော်က2 ဆရာပေါ့အဲ့တော့သူတို့ရဲ့တုံ့ပြန်ဆုံးမမှုတွေနဲ့ကျွန်တော်တို့ဒီလိုမျိုးလမ်းကြောင်းတွေပေါ်ရောက်ခဲ့တာလည်းပါပါတယ်အခုအမြင်တော့အမလည်းသတိရတယ်အခုနော်တကယ်လည်းဟိုကဲတော်တဲ့ပညာရှင်ကျွန်တော်တို့ဒီမှာလာပြီးဆုံတွေ့ခွင့်ရတာပါနော်အဲ့တော့ကိုကြီးကျေးဇူးတင်ပါတယ်โอเคစမယ်နော်โอเคဒီကြွားလေးကောင်းပါလေနားတော့ကြီးအိုးမြမအိုက်တော့မှတော့ပြန်သူပထမရမှာပယ်မဲ့တယ်ညာတွေကဟုတ်ပါဘူးပါလေအေးကောင်းလိုက်တာအဲ့ဒီပိုက်မုံသောနာမတင်ပဲလာမယ်ဆိုပြီညာရွာကူလာလေညာကူလာလေခမရလေးကလူလေကျုံနှလုံးသားလေးခလေး
စ်မိသမျှတွေလို့ယုံမိခဲ့သမျှတွေလုံပါရဲ့ရွာသားမို့ပါလုံပါရဲ့ခမပြောတဲ့စကားတွေ ခမခွေမမီတန်ချီဝမာအညာပုံမြင်တွေပြောတဲ့သူကြီးကျွန်တော်တို့ကိုဖဝေးဆိုတာကိုကျွန်တော်တို့ဘယ်တော့တာပါစင်တော့မလို့အကြီးဆိုတာကိုပဲကျွန်တော်နားထောက်ကခံမှာပေါ့နော်ဒီကိုချင်ဝေးမှာရွာကိုလာလေကြောင်လာလေခဏလေးရလူလေးဆုံးနှလုံးသားလေးလူမမေကလေးတယောက်လူအချစ်အကြောင်းလေးပါမနာလေဘူသာနာနဲ့ပြူသွားလို့လူအောင်ဒီမှာသေးွယ်စုပုံချစ်ပြီးသမျှတွေလို့ယုံပြီးခဲ့သမျှတွေလုံချတဲ့ရွာမို့ပါလုံပါရဲ့ခမပြောတဲ့စကားတွေမညာရီတော့ဘူပါရဲ့လားတို့ရင်ဝင်ပဲချမ်းဘူလို့လိုက်တာမချမ်းပါနဲ့ကျုပ်တဲ့ကိုခမခွဲခဲ့တဲ့လူအချမ်းသာတဲကလူပြေကျုပ်ပါမယ်ကျုပ်တဲ့ရှာပြီးခမကျွန်တော်ချင်ပါတယ်ပြင်းရှိပြရှာပြီးတဲ့ကျုပ်တဲ့ကိုခမခွဲခဲ့ညာလာကြီးယုံမှာညာပုံကြီးပြောတဲ့သူကြီးကောင်းလိုက်တာအဲ့ဒါကြောင့်ကျွန်တော်ပြင်ပြီးနေဆိုတာဟယ်လိုဒီပဒံမနောက်ထောင်လို့ကောင်းပါလေ ဟုတ်ကဲ့ပါ ဒီကသမီးလေးမာယာနောက်တစ်ဆင့်ကိုခေါ်သွားခြင်းတယ်ဒါပေမဲ့စီမိုးမတက်နိုင်လို့ဒီမှာပဲနေခဲ့လိုက်တော့သမီးလေးကနောက်တစ်ချိန်မှာလေးလက်လာမဲ့ကျဲတစ်ကျဲကောင်းကျဲတာကောင်းပါလေအဲ့တော့အကြီးအရင်တော့ဆိုကျွန်တော်တို့ဒီပေါ့နော်ဂီတကားလေးဖိမအောင်အစီအစဉ်ပါအကြီးအရင်တော့ဒါတို့အရင်ပြန်ခဲ့တာပါနော်အကြီးအဲ့တော့ကျွန်တော်ပြောမယ်အကြီးတို့ကတချင်းပြန်ခဲ့စင်တော့အကြီးကိုရွေးခံတယ်လို့ပြောတယ်နော်ဟုတ်တယ်သူရွေးခံတယ်ဒါပေမဲ့ပေမဲ့တွေကိုရွေးလိုက်တာပါပေမဲ့လည်းမဟုတ်ဘူးလားအဲ့တော့အကြီးရဲ့နာမည်အကြီးရဲ့အဖေနာမည်အဖေနာမည်ဦးအောင်သိန်းအမေနာမည်နော်ကြီးအကြီးနာမည်ဆက်ဆန်းအေးအခုကြားတဲ့အမှုကဘာမှုလဲဟုတ်ပါဖေးတော့ပါโอเคအဲ့တော့ကျွန်တော်တချင်းလေးတစ်ဖုန်းနဲ့ကျွန်တော်နှုတ်ဆက်